episode 3ရဲ့အစမှာ Hansen ဥက္ကဋ္ဌတပ်ဖွဲ့တစ်ဖွဲ့ကိုခေါ်ထားပါတယ်။ Hansen ဥက္ကဋ္ဌသူတို့ရဲ့သွေးစွန်းဖို့ကောင်တွေအကြောင်းကိုရှင်းပြတော့အဲ့ထဲကတကောင်ကအယူစကားတွေဒီကဘာပေါ်မှာသွေးစွန်းဖို့ကောင်မရှိဘူးဆိုပြီးပြန်ပြောလိုက်ပါတယ်။ Hansen ဥက္ကဋ္ဌဒီလောက်ပြောနေရတော့နားမလည်သေးရင်ဟိုပဲကြည့်လိုက်လို့ပြောလိုက်ပြီး Seras ကိုပြလိုက်ပါတယ်။အဲ့တပ်ဖွဲ့ကခေါင်းဆောင်က Seras နားကိုလာပြီးမင်းကသွေးစွန်းဖို့ကောင်လားလို့မေးပြီးဟုတ်ပါတယ်လို့ဖြေလိုက်တော့တစ်ဖွဲ့လုံးက Seras ကိုဝိုင်းကြပါတယ်။ Hansen ဥက္ကဋ္ဌ Integra Seras ကိုတက်တီပြလိုက်လို့ပြောလိုက်တော့ Seras ကနှစ်ဖူးတောက်လိုက်တာအဲ့ကောင်ဆောင်လွှင့်မှထွက်ပြီးခေါင်းမှာကွဲသွားပါတယ်။ပြီးတော့မှအဲ့ကောင်ကကြောက်သွားပြီးတကယ်ပဲသွေးစွန်းဖို့ကောင်လားလို့မေးလိုက်ပါတယ်။အဲ့အချိန်မှာပဲအလူခက်ကနေရန်ကိုဖောက်ပြီးရောက်လာပါတယ်။အလူခက်က Seras ကဒါတောင်သွေးစွန်းဖို့ကောင်မျိုးရိုးထဲမှာအစစ်အနေဆုံးလို့ပြောလိုက်တော့ဟိုကောင်တွေကလန့်သွားပါတယ်။အလူခက်ကဥက္ကဋ္ဌ Integra ကိုမေးလိုက်ပါတယ်။ဒီငကြောက်ကောင်တွေကတုံးစားလို့ရပါမလားဆိုပြီးပြောနေတဲ့အချိန်မှာပဲ Water ရောက်လာပြီးစာတစောင်ပေးလိုက်ပါတယ်။ Integra Water ပေးလိုက်တဲ့စာကိုကြည့်လိုက်တော့ Iska Riot Organization ကဖြစ်နေပါတယ်။နောက်အခန်းမှာတော့ Integra တို့စောင့်နေတဲ့အချိန်မှာ Iska Riot ကလူနှစ်ယောက်ကရောက်လာကြပါတယ်။ Hansen ဥက္ကဋ္ဌနဲ့ Iska Riot ကကောင်ကစကားစပြောနေပါတယ်။စကားတွေကတင်းမာလာပြီး Integra ကိုအဲ့ကောင်ကဝက်လို့ခေါ်လိုက်ပါတယ်။အလူကကဒေါသထွက်ပြီးရောက်လာပြီးငါအရှင်ကိုဝက်လို့ခေါ်လို့တပ်ပြစ်မယ်လုပ်နေတဲ့အချိန်မှာအဲ့ကောင်ကမျှတာအောင်လုပ်ပေးမယ်ဆိုပြီး Anderson လို့အကျယ်ကြီးခေါ်လိုက်ပါတယ်။ Anderson ကတစားစီဆွဲဖြစ်ပေးမယ်ဆိုပြီးကျင်းရင်းနဲ့လမ်းလျှောက်လာပါတယ်။အလူကန်နဲ့ထိတိုက်တွေ့ပြီးခြားကြဖို့လုပ်နေတဲ့အချိန် Seras ကကြားဖြတ်လာပြီးတက်ကြီးရွယ်အိုတွေကိုပြတိုက်ကိုလိုက်ပြနေပါတယ်။အဲ့ဒါနဲ့အလူကန်ကခြားဖို့အဆင်မပြေဘူးလို့ပြောလိုက်ပါတယ်။ Anderson ကလည်းပြန်တော့မယ်ပြောပြီးနောက်ခါကျရင်အသေးတက်ပြစ်မယ်လို့ပြောပြီးထွက်သွားပါတယ်။နောက်အခန်းမှာတော့ Hansen နဲ့ Iska Riot ကနှစ်ယောက်တည်းအစည်းအဝေးလုပ်နေပါတယ်။သူတို့ကနာဇီအဖွဲ့ရဲ့အကြောင်းကိုပြောနေတာဖြစ်ပါတယ်။တခြားဘက်မှာတော့နာဇီခေါင်းဆောင်ကိုကြည့်ရတာမဟုတ်တာတခုခုလုပ်တော့မယ်ဆိုတာကျင်းတည်နေပါတယ်။ဝေါ်တာနဲ့အလူကန်ကစကားပြောနေတဲ့အချိန်မှာပဲ Hansen ဥက္ကဋ္ဌရောက်လာပြီးအလူကန်ကိုအမိတ်ပေးစရာရှိရဆိုပြီးပြောလိုက်ပါတယ်။အမိတ်ပေးစရာတခုပဲရှာပြီးဖြက်စီးပြစ်လို့ပြောလိုက်တော့အလူကကသဘောပေါက်သွားပြီးအရှင်းအမိတ်တိုင်းမှာပဲလို့ပြောလိုက်ပါတယ်။နောက်အခန်းမှာတော့အလူကကလေရင်စီးပြီးအမေရိကကိုဝိုင်လေးတောက်ပြီးသွားနေပါတယ်။အလူကက Seras နှစ်ဖူးတောက်လိုက်လို့ခေါင်းခွဲသွားတဲ့ကောင်ကို AC ခေါ်လာပြီး Seras ကိုကြတော့အခေါင်းထဲမှာပိတ်ပြီးလေရင်ပေါ်ခေါ်တင်သွားပါတယ်။ဟိုတယ်ကိုရောက်တော့အလူကရဲ့ခီးဆောင်အိတ်ကအရန်ကြီးနေပြီးဟိုတယ်ကဝန်ထမ်းကအဆင်မပြေကြောင်းပြောနေပါတယ်။အလူကကဟိုတယ်ဝန်ထမ်းကိုစိတ်ညှို့လိုက်ပြီးအားလုံးအဆင်ပြေပါတယ်လို့ပြောလိုက်ပါတယ်။ငကြောက်ကောင်ကအလူကစိတ်ညှို့လိုက်တဲ့မြင်ကွင်းကိုကြည့်ပြီးလက်နေပါတယ်။နောက်အခန်းမှာတော့ Seras ကထူးဆန်းတဲ့အိမ်မက်ကိုမှတ်နေပြီးအလူကကလာနှိုးပါတယ်။ Seras ကထကြည့်တော့သူတို့တဲနေတဲ့ဟိုတယ်ကိုဝိုင်းနေရဲထားပါတယ်။တရင်မှာတော့အပေါ်ဆုံးအထက်ကဧည့်သည်နှစ်ယောက်ကလက်နက်ကင်ဆောင်ပြီးဝန်ထမ်းနေနဲ့ဧည့်သည်တွေကိုတတ်ပါရဲဆိုပြီး live တွေ့နေပါတယ်။ဟိုငကြောက်ကောင်ကလည်းတရင်ကိုကြည့်ပြီးလက်နေပါတယ်။ Water နဲ့ Integra ကလည်းအဲ့တရင်ကိုကြည့်နေပြီး Integra ကအဲ့လောက်တောင်စစ်ဖြစ်ချင်နေရလားစစ်ပွဲရှာတဲ့ကောင်တွေဆိုပြီးပြောလိုက်ပါတယ်။စစ်သားတွေကလည်းအလူကတ်တို့ရဲ့တိုက်ခန်းကိုဝေစီးကြပြီးအလူကတ်ကိုတွေ့တော့တနက်နဲ့ဝိုင်းပစ်ကြပါတယ်။စစ်သားတွေကပြန်ထွက်ကြဖို့လုပ်နေတဲ့အချိန်အလူကတ်ကခွေးတွေကငါ့ကိုတတ်လို့မရဘူးဆိုပြီးပြန်ထလာပါတယ်။အလူကတ်ကအကုန်လုံးကိုလက်ပလာနဲ့တစားစီဆွဲဖျက်ပစ်ပါတယ်။အကုန်လုံးတေသွားတော့ Seras ကပုံးနေတဲ့နေရာကနေပြန်ထွက်လာပါတယ်။အလူကတ်က Seras ကိုစစ်ပွဲအတွက်ပြင်ဆင်ခိုင်းလိုက်တော့ Seras ကလူတွေကိုမတတ်ချင်ကြောင်းပြောလိုက်ပါတယ်။အလူကတ်ကသူတို့ဘာသာသူတို့တေဖို့လာတာပုတ်တိုးဖို့လာတာဆိုပြီးဆူလိုက်ပါတယ်။ပြီးတော့အလူကတ်က Integra ကိုဖုန်းဆက်ပြီးအမိန့်တောင်းနေပါတယ်။ Integra အမိန့်မပေးသေးပဲတက်လာတဲ့စစ်သားတပ်ဖွဲ့ကရောဘယ်ရောက်သွားပြီလဲလို့မေးလိုက်တော့အလူကတ်ကတပ်ပစ်လိုက်ပါပြီအကုန်တေသွားပါပြီလို့ပြန်ဖြေလိုက်ပါတယ်။အလူကတ်ကရဲတပ်ဖွဲ့ကိုအာဏာထိန်းချုပ်တဲ့ကောင်တွေကိုတတ်ဖို့အတွက် Integra ကိုအမိန့်တောင်းနေပါတယ်။ Integra ကစေးပြင်းလိုက်တောက်ရင်ပဲငါပေးထားတဲ့အမိန့်တော့မှမပြောင်းဘူးရှာပြီးဖြက်စီးပစ်လို့ပြောလိုက်ပြီးငါတို့ကိုဝင်ရှုပ်တယ်ဘယ်အဖွဲ့မဆိုအကုန်ကိစ္စတုံးပစ်လို့ပြောလိုက်တော့အလူကတ်ကအရန်ပြော်ပြီးအရှင်းအမိန့်တိုင်းမှာလို့ပြန်ပြောလိုက်ပါတယ်။အလူကတ်ကစစ်သားအလောင်းတွေအကုန်လုံးကိုတိုင်မှာစိုက်ပြီးဟိုတယ်အပြင်ထွက်လာပါတယ်။အလူကတ်ကဖဲချက်တွေနဲ့တိုက်ခိုက်တဲ့ကောင်တွေထိတ်တိုက်တွေ့နေပါတယ်။ဖဲချက်ကောင်ကအရင်ချလိုက်ပြီးအလူကတ်ကရှောင်လိုက်နိုင်ပါတယ်။အလူကတ်ကလေဘင်းကိုတနက်နဲ့ပစ်လိုက်တော့အကောင်ကဖဲချက်တွေအဖြစ်ပြောင်းသွားပြီးအလူကတ်ရဲ့နောက်ကနေအလစ်တိုက်လိုက်ပြီးအလူကတ်ကိုအသေးတက်ဖို့လှုပ်လိုက်ပါတယ်။အလူကတ်ကချက်ချင်းပျောက်သွားပြီးတိုက်ပေါ်ကိုပြေးတက်သွားပါတယ်။ဟိုကောင်ကလည်းတိုက်ပေါ်တက်ပြီးအလူကတ်နောက်ကိုလိုက်နေတဲ့အချိန်တခြားဘက်မှာအလူကတ်ခေါ်လာတဲ့ငကြောက်ကောင်ကအတန်တိတ်တနက်နဲ့ကန့်ထဲရကောင်တွေအကုန်လုံးကိုကိစ္စတုံးမိလိုက်ပါတယ်။ဘုံလေးတစ်လုံးထားခဲ့လိုက်ပြီးအေးစေးမသိတယ်လို့ထွက်လာပါတယ်။ဘုံကပောက်ကွဲသွားပြီးအနားမှာရှိနေတဲ့ကောင်တွေအကုန်လုံးပါကိစ္စတုံးသွားပါတယ်။အလူကတ်ကဖဲချက်ရဲ့ပြင်းအားကြောင့်သွေးမတိတ်ပဲအထိနာနေတဲ့အချိန်ဖဲချက်ကောင်ကရောက်လာပြီးပြစ်ချကြဖို့လုပ်နေတဲ့အချိန် Seras ကရောက်လာပြီးအကောင်ကိုတနက်နဲ့ဇက်လိုက်ပစ်လိုက်ပါတယ်။တစ်ချက်မှမထိပဲကြီးကုံသွားပြီးသူ့ရဲ့ AR မတနက်ကြီးနဲ့ပစ်လိုက်ပါတယ်။ဟိုကောင်ကလည်းအချိန်မဟုတ်တာကြောင့်သူ့ရဲ့ AR မတနက်ကြီးနဲ့ပစ်လိုက်တဲ့ကြီးစံကိုနှစ်ချမ်းခွဲပြလိုက်ပါတယ်။အလူကတ်ကပောက်ခွဲမှုကြားကနေပုံစံပြောင်းသွားပြီးလက်ပလာနဲ့တိုက်ခိုက်လိုက်ပါတယ်။ဝက်လိုအော်ဆန်လို့ပြောလိုက်ပြီးလက်ကိုတစ်ချမ်းချမ်းမိလိုက်ပါတယ်။ပြီးတော့လေဘင်းကိုကိုက်ပြီးကိစ္စတုံးမိလိုက်ပါတယ်။ငကြောက်ကောင်ကဟယ်လီကော်ပတာနဲ့အလူကတ်နဲ့ Seras ကိုလာခေါ်သွားပါတယ်။အဲ့ဖြစ်ရတဲ့အကုန်လုံးကိုနာဇီခေါင်းဆောင်ကထိုင်ကြည့်နေပြီးအလူကတ်ရဲ့အကြောင်းတွေကိုလေ့လာရင်းပဲ episode 3ကဒီမှာပဲပြီးသွားပါတယ်။